ငါတို့ပညာကမှအထက်စစ်စစ်မင်းတို့ကအင်းစစ်စမခါရမန်နာတောင်းနေလို့မာကန်နိုင်မှုလို့ခုလက်ဖျားအောင်ပေးတဲ့အလုပ်ကိုလုံနေလို့ခုလက်လို့တွားပြောလို့မရကျွန်တော်ဒီလုံးဒီလမ်းကြောင်းမှာပေါ့နော်ကျွန်တော်ရေဘူးရအပြည့်ခွဲလို့ရတယ်အထက်လမ်းရယ်အလေလမ်းလို့ပြောရခုလက်ရယ်ပြီးတော့အောက်လမ်းရယ်ရှိတယ်နော်အဲ့မှာကျွန်တော်တို့ border တွေကြားထဲမှာရောဒီစာပေတိုင်းဝိုင်းမှာလုံးကြီးတိုင်းဝိုင်းမှာကိုဆရာကိုလူပြီးများတယ်ခုလက်ဆရာလို့အသိများအဲ့ဒီပုံမှာကိုဆရာအနေနဲ့ဘယ်လိုမြင်လဲပေါ့နော်ဒီလမ်းကြောင်းတွေပေါ့ကျွန်တော်တခါလဲ post တင်မှုတယ်ထင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ခုလက်ဆိုပြီးတော့ဟိုတခြားခိုင်းရတယောက်ကဓာတ်လာစစ်တာရှိဟုတ်ကဲ့ဒါတော့ခိုင်းနေမိတ်ထင်ပြောတော့ပါသူစစ်ကြည့်တယ်ဘာမှလုံးမြတာဟုတ်ကဲ့သူကသူထက်ပဲသူကတော့ထက်တယ်ကျွန်တော်တို့အောက်တယ်အဲ့ဒီမှာတချို့ပါလေရှိခုနယုံကြည်ကိုးကွယ်မှုတွေနဲ့ဆိုင်နေငါတို့ပညာကမှအထက်စစ်စစ်မင်းတို့ကအင်းစစ်စမခါရမန်နာတောင်းနေလို့မာကန်နိုင်မှုလို့ခုလက်ဖျားအောင်ပေးတဲ့အလုပ်ကိုလုံနေလို့ခုလက်လို့တွားပြောလို့မရလောကီမှာအထက်လန်းခုလက်အောက်တွေကိုပစ္စည်းတစ်ခုအနေနဲ့သတ်မှတ်မယ်ဆိုလို့ရှိရင်တော့အားလုံးရဲ့အမျိုးမီရောဒါပဲအဓိကဖြစ်တော့ဖြောင်းနိုင်မယ်သူ့ရဲ့ကြာနိုင်တဲ့ကြာချိန်ဖြစ်နေတဲ့လုံးပတ်အရွယ်စားပေါ့ဒါလေးကွာသွားတယ်လို့ပဲအဓိကပြောလို့ရမယ်မျိုးစားကွာမယ် brand ကွာသွားမယ်အရေးသွေးလေးကွာသွားမယ် brand ပေါ့brand အဓိကပါ brand ကွာသွားမယ်ဒါမျိုးလေးပဲပြောရမယ်အောက်ဆိုလည်းသူတိုင်းနိုင်တယ်သူကောင်းပါတယ်ကောင်းပါတယ်ဆိုတော့3တိုင်ပေါ့တုံးပြတဲ့လူပေါ်မူပြီးရပေါ့ပညာရက်ကတော့ပညာရက်ပဲတုံးပြတဲ့လူရဲ့စိတ်ရစိတ်ဓာတ်ကိုယ်ကိုယ်သွေးပေါ်မူပြီးဟိုမှာပညာတက်တွေမိုက်မဲရင်ပို့ပြီးတော့စိုးသွားတယ်ဆိုတဲ့ပုံစံမျိုးဟုတ်တယ်ပညာရှိတဲ့ကောင်ပုံမိုက်လို့ရှိရင်လုံးဝထိုင်းကိုမဲ့တာလေဆုံးမလို့လည်းမရဘူးနာခံမလွယ်တော့ဘူးအဲ့တော့ပညာရက်ကတော့ပညာရက်ခံတာလေးရှိမယ်လူကလည်းလူခံတာရှိမယ်အဲ့နှစ်ခုပေါင်းဆက်ပြီးတော့ကိုယ်ဘယ်လို manage လုပ်မယ်ဆိုတော့ပုံမူပြီးတော့ကောင်းချင်းဆိုးချင်းတွေဖြစ်လာမယ်ဟုတ်တယ်ကျွန်တော်တို့ရဲ့ဒီဆီယာကရော်ဂျိုးတွေကရော်ကန်းတွေဖျားကရော်ကန်းတွေမှာထည့်ခဲ့တဲ့ခါနောက်ဆုံးဖျားပင်တရားပင်တန်ခါပင်တွေပြီးခဲ့ပြီပေါ့ဝိဇ္ဇာ8000ဆရာပေါင်းရသေး8000ဆရာပေါင်းဆိုချုပ်တယ်မို့လားဟုတ်ကဲ့ပါအဲ့ဝိဇ္ဇာ8000ထဲမှာဘလူကအဝိဇ္ဇာဘလူကထည့်ဝိဇ္ဇာဘလူကလုပ်တယ်သိလားမသိနိုင်ဘူးကျွန်တော်ကအကုန်လုံးဆရာနေနဲ့တတ်မှတ်ပြီးတော့ပူဇော်လိုက်တယ်ပေါ့ဆရာနေနဲ့ကြောလိုက်တယ်အဲ့ဒီပုံကိုယ်တွေအကုန်လုံးကဒီပညာတွေမတက်ခဲ့ဘူးလားတက်ခဲ့မှာပဲဒီအောက်တွေခုလက်တွေအထက်တွေဆိုတာတယောက်တမန်စင်လေးတွေမတူရင်းရနေပြီးကွဲရနေပြီးတော့ဂိုင်းဆိုတာတော့ကွဲသွားတာပဲရှိတယ်ပညာတွေအားလုံးကကျွန်တော်စိတ်ထဲမှာအတူတူပဲကျွန်တော်ခံယူလာတာဒီလောကီလမ်းကြောင်းမှာရှောင်းနေအားလုံးကကျွန်တော်တို့ကညီကိုပဲကျွန်တော်ကဝင်ရမို့လို့မင်းကရွှေရမို့လို့မင်းကဘယ်ရမို့လို့ဒါဆက်ပြတာရွှေဆိုတာကဟိုခိုင်းနာမည်ကိုပုတ်ခတ်ချင်လို့မဟုတ်တော့ကျွန်တော်ခင်တဲ့ထဲမှာရွှေတွေများလို့ရွှေနဲ့အဆက်ကြအများသုံးမယ်ကျွန်တော်ခင်တဲ့လူတော်များပခုံးဘက်ပေါင်းတဲ့လူတွေကဒီလူတွေတယောက်တိုင်မလို့လဲရဆွေးနွေးလို့ရပညာမန်လေးတွေဖယ်တယ်ကျွန်တော်တို့ကူးရတဲ့ခါမှာလည်းကျွန်တော်ဥမာကူးတဲ့ခါကျွန်တော်ခါထားသုံးတယ်သူတို့ကစမာသုံးတယ်သူကအင်းသုံးတယ်ဆရာကြီးကျွန်တော်ကတော့ဒီကူပွဲတော်ကဒရာနဲ့တွေ့တာဒီလိုလေးသုံးလိုက်တယ်ဟုတ်ပြီသူကဒီအင်းကိုသုံးတယ်ဥပမာဆက်ဖြတ်အင်းပေါ့ငါတော့ဒီဆက်ဖြတ်ခါထားမှာဒီလိုတွေ့ခဲ့ရင်ဘယ်လိုခါထားကိုသုံးရင်သင်ကြည့်မလဲသူကဒီဘက်မှာတော့ဒီလိုအမိတ်ပြန်ပြီးဒီလိုလုပ်ခဲ့တာငါမှကိုတွေ့လာလို့ခက်ဖြစ်ငါဘယ်လိုလုပ်မလဲကိုကပြောတဲ့အတွေ့အကြုံနဲ့သူတို့ကပြန်ပြီးဒီလိုယူတယ်တယောက်ဖလဲနဲ့ပညာလေးနဲ့ပူဆုံလာတယ်ပေါ့တယောက်ဒါမိုးလေးတွေနဲ့ဂိုင်းဆွဲမထားဘဲနဲ့နေတော့အဆင်ပြေကြတယ်အဲ့တော့ကျွန်တော်အနေနဲ့သတ်မှတ်ထားတော့ငါဂိုင်းနဲ့တွေ့မှပညာယူကိုမဟုတ်ဘူးကျွန်တော်ကတွေ့တဲ့မြဆရာတိုင်းပညာယူကိုအထက်ကခုလက်ကအောက်ကမဟုတ်ဘူးအဲ့လိုတော့ခွဲမထားဘူးအဓိကတော့သုံးတဲ့လူမှာမူတည်တယ်တချို့ကြလည်းဒီပညာတွေကိုလိုက်တဲ့အားမှာယူတော့ထလန်းပညာယူပြီးကမှအိတ်တာမေးစရာတွေငွေနောက်လိုက်တယ်ဒါမှမဟုတ်လိုင်းရနေပြီးတော့သူများကိုနှိမ့်ဆက်ဖို့ပဲတွေးနေတဲ့ဆရာတွေရှိတယ်ဒီကောင်ကငါဘာလုပ်လိုက်ရမလဲဘာဖြစ်ပါစေဆိုတဲ့ဟာမျိုးတွေရှိတယ်ဒီလိုဆရာတွေကြတော့အထက်ပညာလို့မိခံထားပဲねကျွန်တော်တို့အောက်လန်းလို့ပဲသတ်မှတ်တယ်လူပေါ်မှာပဲမူတည်တယ်လို့ကျွန်တော်တို့ပြောချင်တယ်ဒါပေါ့ဘာလို့အားလုံးကလောကီပညာပါ